ဒီချုပ်ရိုးပုံမှာဒီမြင်းချောင်းပုံမှာချုပ်တက်ပြီမလားနော်မြင်းချောင်းပုံမှာချုပ်တက်ပြီလို့ရှိရင်အခုကဒီဟာချုပ်တယ်နော်ဟိုကဒီလေးမြင်းချောင်းပုံမှာချုပ်တယ်အခုကဘီတပြားစိတ်ချုပ်တဲ့နေရာမှာအရေးကြီးဆုံးကဘီတပြား6ဟဲလို့ပြောလိုက်လို့ရှိရင်ဘယ်လောက်6ရမလဲဆိုတော့ပြီးဆိုတာဒီဘီကိုပြောတာဒီပြားအကြီးရှိတယ်အသေးရှိတယ်သူရှိတဲ့ဘီအတိတ်မှာဆရာတော်ကဒီ6ဘီသားကိုဒီမှာ6ထားတဲ့မြင်းချောင်းပြောလားအဲ့6ဘီသားမြင်းချောင်းကိုဒီလိုရှာလိုက်ဒီဘီရဲ့ဘီနဲ့အတိချလိုက်ဒါဘီတပြား6တာကိုနော်ချလိုက်ပြီးရင်သူ့ကိုဒီအကွာဝေးအတိုင်းကိုညီနေအောင်ချုပ်မယ်ဒီကိုကြည့်ရမလဲဆိုလို့ရှိရင်ချုပ်တဲ့နေရာမှာဒီအက်ကိုမကြည့်ရဘူးဒီဘီနဲ့ချုပ်ထားတဲ့ဒီဆိုရိုးနဲ့ဒါကိုပဲကြည့်မယ်နော်လက်ကလည်းဟိုဘက်ဒီဘက်ရိုင်မသွားအောင်အတွက်တတိထားမယ်ညီနေအောင်ချုပ်မယ်ဘီတပြားနော်ဘီနဲ့ပထမချုပ်ထားတဲ့ချုပ်ရိုးနဲ့ကိုဒီတိုင်းချုပ်သွားမယ်ဖြည်းဖြည်းသွားမယ်အကွာအဝေးငင်းညောင်းကိုမမြင်ပေးနဲ့ချုပ်ရိုးတစ်ချောင်းကိုဖြောင်းနေအောင်ချုပ်နေရမယ်တော့ကညီနေရမယ်နော်ဒါဘီတပြားချုပ်တာပေါ့နော်ဒီဘက်မှာလေဒီငင်းညောင်းပုံမှာဆရာတော်ကမချုပ်တော့ငင်းညောင်းကိုဘီတပြားမှီပြီးတော့ပဲဒီဘက်ကညီနေအောင်ချုပ်မယ်ဒီလိုချုပ်မယ်နော်မိုက်လောက်